အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့ Liverpool အသင်းက Crystal Palace အသင်းကို Crystal Palace ရဲ့အိမ်ခွဲမှာကျွန်တော်2-1နဲ့ကျွန်တော်ရှုံးသွားတယ်ပေါ့လေရှုံးသွားတယ်ဆိုတော့ဒီရှုံးကိုဘယ်လိုမြင်လဲဆိုတော့ကျွန်တော်ကဒါရှုံးသင်းလို့ရှုံးတယ်လို့ပဲမြင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲအကြောင်းအရာတွေအများကြီးရှိတာပေါ့လေCrystal Palace လို့အသင်းကလည်းငကိုယ်တည်းကိုကကျွန်တော်တို့ဒါကစားခက်တဲ့အသင်းပေါ့လေကျွန်တော် Liverpool အတွက်ပေါ့ကစားခက်တဲ့အသင်းရှေ့ဒီမှာလည်းကျွန်တော်တို့ဒါပွဲတွေအများကြီးတွေ့ခဲ့ဘူးတယ်ကျွန်တော်တို့လွယ်လွယ်ကူကူနဲ့ကစားခဲ့ရတဲ့ပွဲတော်တော်နည်းပါတယ် Crystal Palace နဲ့ကျွန်တော်ကစားတဲ့ပွဲတိုင်းอ่ะပေါ့နော်ဘာဖြစ်ဖြစ်ဒီပွဲရှုံးဖို့ဆိုတာကျွန်တော်တို့အကြောင်းအရာလေးတွေကတိုက်ဆိုင်မှုလေးတွေပေါင်းစုံသွားတာတွေလည်းပါတာပေါ့လေအဓိကဘာလဲဆိုတော့ကျွန်တော်တို့ဒီပွဲမှာကျွန်တော်တို့ဒါလူစထွက်ကြတဲ့ဟိုကကျွန်တော်တို့ right မှာကဒါကျွန်တော်တို့Bradley ထည့်တယ် left မှာကဒါ Garkett ရယ် Konate ရယ် Van Dijk ရယ်အလဲမှာ Szoboszlai ရယ် McAllister ရယ် Gravenberch ရယ်ကျွန်တော်တို့ပေါ်မှာက Mo Salah ရယ် Florian Wirtz ရယ်ဒါ East ရယ်ပေါ့ဒီလိုပွဲထွက်လာရပေါ့အဲ့တော့ပထမပိုင်းကစားကလေးကိုကျွန်တော်ကအဲ့ပထမပိုင်းမပြီးခင်လောက်မှာဟိုကဒီကစားသမားတွေထဲမှာဒီနေ့အတွက်တိတ်အဆင်မပြေတဲ့ကစားသမားတွေတွေ့ရတယ်ပေါ့လေConor Bradley တို့ Konate ဆိုလဲ Mideta ကိုတကယ်ကိုမထိန်းနိုင်ဘူးဖြစ်နေတာပေါ့လေအဲ့တော့ဒါပေမဲ့လည်း Konate နေရာမှာအစားထိုးဖို့ Gomez တို့တော့ရှိရဆိုပေမဲ့လည်းKonate ကရှိနေတာပိုကောင်းတဲ့အနေအထားဖြစ်နေတော့ Konate ပဲရှိနေရတာပေါ့လေအဲ့တော့ Bradley ခြေစွမ်းနေသူ့ခြေစွမ်းရဲ့အောက်ကိုရောက်တယ် McAllister ခြေစွမ်းအောက်ကိုရောက်တယ်ပြီးတော့ Florian Wirtz ပေါ့လေခြေစွမ်းအောက်ကိုရောက်တယ်ဒါ Konate လည်းရောက်တယ်ပေါ့လေအဲ့တော့ဒီတိုင်းနဲ့ကျွန်တော်တကူပေးလိုက်ရပေါ့ပထမပိုင်း6မိနစ်လောက်မှာပဲကျွန်တော်တကူပေးရတာ set piece ဆိုတာပေးရတာကော်နာကနေကြာလာတဲ့အလုံးကိုပဲအနီးကပ်ပိတ်သွင်းသွားတယ်ပေါ့လေအဲ့တော့တကူပေးလိုက်ရတယ်ပထမပိုင်းမှာကျွန်တော်တို့က ball position တော်တော်တာပါတယ်80ကျော်ရှိထားတယ် ball position ဒါပေမဲ့လည်း ball position တာတာကပွဲတစ်ပွဲအနိုင်ရလဲ3မှတ်ကိုယူပေးနိုင်တာမဟုတ်ဘူးလေဟုတ်လားကျွန်တော်ဆိုလို့ကျွန်တော်ဘောလုံးကိုကိုချောက်ထဲပိုင်ကျင်းလို့ရှိရင်အိမ်ယူရလို့ပြောလို့ရတယ်ဗျာဒါပေမဲ့အနိုင်ကအရေးကြီးတာကိုအဲ့ဘောလုံးကကိုတစ်ဖက်ပြိုင်ဘက်အသင်းရဲ့ဂိုးဘိုက်တွေကိုရောက်သွားဖို့အရေးကြီးတာကိုအဲ့တော့ကျွန်တော်တို့ကဘော position တွေတောက်လျှောက်ကြီးများပြီးတော့မထိရောက်တယ်လို့ဖြစ်နေတာပေါ့လေအဲ့ဒါကြီးကတော့တော်တော်ခံစားရခက်တယ်နောက်တစ်ခုက set piece နဲ့ဂိုးသွင်းရအောင်လဲကျွန်တော်တို့မှာ corner တွေရတာမှာအများကြီးပဲတပွဲလုံးမှာ Crystal Palace corner ရသွားတာဆိုတော့3ခါလောက်ပဲရှိတယ်ကျွန်တော်တို့အများကြီးရတယ်10ချိန်လောက်ရှိတယ်ဒါပေမဲ့ဒီဂိုးမှမသွင်းနိုင်ဘူးဘိုးပေါက်ကိုအဲ့လိုကတိကပ်ဖက်ချင်းချောက်လိုက်တဲ့ corner မျိုးဆိုတော့တစ်လုံးလောက်ပဲရှိတယ် corner ဒီခေါင်းတိုက်တဲ့တစ်လုံးလောက်ပဲရှိတယ်အဲ့တော့ပြီးတော့အဲ့ခုနပြောတဲ့ကစားသမားကြီးချီမပေါ်ဘူးပေါ့လေချီမပေါ်တော့ဒါဒုတိယပိုင်းမှာတော့မိနစ်60ကျော်မှာတော့လဲလိုက်တယ်မှန်တယ်လဲတယ်ဆိုတာကဒါကာတကြုံဝင်လာတယ်ဗျာခြေစောဝင်လာတယ်ဗျာပြီးရင်ကျွန်တော်တို့ပရင်ပေါင်ဝင်လာတယ်ဗျာနော်ပြီးလို့ရှိရင်ရီယိုတို့ဝင်လာတယ်ကက်ပိုဝင်လာတယ်ဗျာโอเคအဲ့တော့ပထမပိုင်းမှာတည်းကဒီကျွန်တော်ဘယ်ဘက်ကနေဘာဘောလုံးမှမထွက်ဘူးဘယ်ဘက်ကနေမထွက်ဘူးလားဆိုတော့မထွက်လို့ညာဘက်ကထွက်သလားဆိုတော့ညာဘက်ကလည်းမထွက်ဘူးညာဘက်ကမိုဆာလာတင်တာတွေကတွဲတွေဖြစ်တယ်မိုဆာလာရဲ့စုပ်ပြတ်ချက်တွေမှားတယ်အဲ့တော့ပထမပိုင်းမှာတဲမာတွေကမိုဆာလာလည်းတကယ်ဖောင်မအောင်နေရပေါ့နော်ဒီပွဲအတွက်ပေါ့အဲ့တော့ဒုတိယပိုင်းမှာလူစားတွေလဲတယ်ခုနကကျွန်တော်ပြောတဲ့လူတွေကိုလဲတယ်ဆိုပေမဲ့မိုဆာလာကိုလဲမသွားဘူးမိုဆာလာကဒုတိယပိုင်းမှာကျွန်တော်တို့ရင်ခုန်ဘာထက်လုပ်လဲဆိုတော့ဆိုစလိုင်းကန်တဲ့အလုံးဆိုလို့ရှိရင်ဗျာသူသွားမတားလို့ရှိရင်ဒါဂိုးသမားပုတ်နိုင်မပုတ်နိုင်ပဲနဲ့အဲ့အရှင်ပြပြနဲ့ဆိုဝင်ခြင်းလဲဝင်သွားနိုင်တဲ့အလုံးမျိုးပြောပေါ့နော်အဲ့အလုံးကိုသူ block သွားလုပ်တယ်ဗျာအော်သူ block လုပ်လို့ဝင်သွားရင်တော့သူကလူကျွန်းတဲ့ position ဖြစ်နေတယ်ဗျာနောက်တစ်လုံးကခြေပါကိုသွင်းတယ်ဗျာသူ့ကိုနောက်တန်းဆွဲတယ်ဆိုတဲ့ဥစ္စာကိုဒိုင်လူကြီးသိအောင်လို့ဒါလက်ထောင်ပြတဲ့ပုံစံမျိုးသူဖြစ်သွားတယ်ဗျာဒါပေမဲ့ကျွန်တော်တို့က attacking player လေလက်ထောင်စရာမလိုဘူး VAR တွေရှိတယ်တကယ်လို့ form ပြင်ပြန်ကြည့်လိမ့်မယ်ပေါ့သူလက်ထောင်လိုက်တဲ့ကိစ္စကဒီဆိုဘိုစလိုင်းရဲ့ဖြတ်တင်ဘောတစ်ခုမှာသူ့လက်နဲ့ထိပြီးမှခြေရာစီရောက်တယ်လို့ဖြစ်သွားရင်ဒါကျွန်တော်တို့ကရတဲ့ကိုမရပဲဖြစ်သွားမယ်လေအဲ့လိုတွေပေါ့နော်ပွဲတစ်ပွဲမှာကအကြောင်းအရာတွေမကောင်းမှုတွေပေါင်းစုံလာပြီဆိုရင်ကိုအမှုမဲ့နေလိုက်တာပြုတ်မှုလိုက်တာလေးရလဲဒါကို့အတွက်ကိုအသင်းအတွက်အနုလက္ခဏာဆောင်သွားနိုင်တယ်လေအဲ့တော့မိုဆာလာအဲ့လိုဖြစ်နေတာကိုလေဒီပြ
လူစားမလဲရဘူးဗျအမှန်မှာက senior player တွေရဲ့အဲ့လိုမျိုးအသင်းပေါ်မှာလွှမ်းမိုးမှုကအဲ့ဒါလေးတွေကဟိုကျွန်တော်တို့နည်းနည်းလေးစူးစမ်းရမယ်ဗျကျွန်တော် Steven Gerrard တို့ရှိတုန်းကလိုမျိုးပေါ့နော်အဲ့လိုမျိုး senior player တွေကိုနီးပြသက်တွေကအဲ့လိုမျိုးမတို့ရဲမထီရဲမကန်ရဲတော်တော်လေးကိုမကောင်းတဲ့အလေးထားပဲဗျဘာဖြစ်လို့လဲဆိုတော့လူတွေသွေးနဲ့ကိုသားနဲ့ကိုဖွဲ့စည်းရတဲ့လူဆိုတော့ဘောလုံးပွဲတိုင်းနီးပါးကို form အပြည့်နဲ့ 100% energy နဲ့ကောင်းနေလိမ့်မယ်လို့ကျွန်တော်တို့သွားပြီးတော့မျှော်လင့်လို့မရဘူးသူမကောင်းတဲ့အချိန်လည်းရှိပါဘူးမကောင်းတဲ့အချိန်မှာမကောင်းသလိုလည်းလူစားထိုးရရမယ်လေတပွဲတလေအနာပေးရင်ပေးရရမယ်ပွဲတိုင်းထုတ်သုံးပြီးမကောင်းလဲထည့်ထားကောင်းလဲထည့်ထားဆိုတဲ့ဟာမျိုးကြီးတော့မဖြစ်သင့်ဘူးပေါ့လေဒါလေးကိုတော့ကျွန်တော်မြင်တာပေါ့ဒီနေ့တပွဲလုံးဆိုမိုးဆလာပျောက်နေတယ်လေဒါပေမဲ့ဘာမှသူလဲပါဘူးလေကျွန်တော်ပြောတာဟုတ်လားနောက်ဆုံးကိုနာတီးတောင်လဲပြီးတော့ဗျာ Garen Veggie နောက်ဆင်းစော်တယ်ဗျာဒီလိုဟာမျိုးတော့လဲသေးရပဲကျွန်တော်ပြောတာဟိုဘယ်ဘက်မှာထက်နေတဲ့ Rio နဲ့ Gabbo ခွဲထုတ်ပြီးတော့ဒီဘက်မှာမိုးဆလာနီယာမှာကစားခိုင်းရင်ဘာဖြစ်မလဲဗျာကျွန်တော်ပြောတာဘယ်ဘက်မှာသွားစုပြုံပြီးထက်ပြီးတော့ကိုလူနဲ့ကိုလူတွေများပြီးတော့ဘောလုံးတွေကအဲ့မှာဘောင်းစီဖြစ်ပြီးတော့လူရင်းမရောက်တော့ဘူးဖြစ်နေရလीဘယ်ဘက်ချမ်းကြီးอ่ะအဲ့တော့အဲ့ဒါတွေလည်းကျွန်တော်တို့အတွက်ဒါရှုံးစီတဲ့အကြောင်းအရာတွေထဲမှာတစ်ခုပါတာဗောလေရှုံးတဲ့ရလက်အတွက်ဟိုဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေမှာတစ်ခုပါသွားတာပေါ့အဲ့တော့ Isaac ဆိုလည်းအဲ့လိုပဲဗျာတကယ်သူ့ကစ်နဲ့သူ့စကီးနဲ့ဂိုးရမယ်ဆိုတဲ့ဂိုးရမယ်ဆိုအလုံးနေမကိုးဘူးဗျာ Florian Wirtz ဆိုလည်းအဲ့လိုပဲဂိုးသမားကလည်းကောင်းတယ်ဗျာတကယ်ကိုဂိုးရမယ်ဆိုတဲ့အလုံးတွေကိုလက်တွေကဘယ်ကနေထွက်လာမှမသိဘဲနဲ့ပုတ်ထုတ်သွားတာဗျာအဲ့လိုဂိုးသမားမျိုးကဒီလိုတပွဲတို့ပြီးမယ်ဆိုလို့ရှိရင်ဒါကမ္ဘာအကောင်းဆုံးဂိုးသမားတွေပါတော့ဖြစ်သွားနိုင်တယ်ဒါပေမဲ့လည်းသူတို့ကတခါလေကြာလို့အဲ့လိုပေါ့နော်တပွဲမှာအရန်ကောင်းပြီးဟိုအန်အောမင်သက်လောက်လုပ်ပြသွားတဲ့အနေအထားကြီးတွေ့လိုက်ရတာပေါ့အဲ့တော့ Isaac ဆိုလည်းတလုံးသူကန်ရမယ်အလုံးထက်ခောက်နေတာနဲ့နေအဲ့မှာဘေးတွေလျှော်ကန်မိသွားတာအမေကကန်စရာရှိကန်ထက်လိုက်လေဘယ်တွေညာတွေရွေးမနေတယ်ကိုကတကယ်ကိုဟိုဘယ်လိုခေါ်မလဲ finishing player ပဲဥစားဘယ်ဘက်ချောက်မှာဘောလုံးရှိနေညာဘက်ချောက်မှာဘောလုံးရှိနေဒူးကောင်းသားမှာရှိနေရင်ဘက်နားမှာရှိနေကြုံတယ်လို့သွင်းလို့ရရမယ်ဗျာကျွန်တော်ပြောတာဒါကော finisher ပဲလေဟုတ်တယ်မလားအဲ့တော့ဘာပြော Crystal Palace ကတော့ဟိုလိုဒီလိုနဲ့အဆင့်3လားမသိရောက်လာပြီအဲ့တော့EPL ရဲ့9ပွဲ6ပေါ့6ပွဲကစားတဲ့နေရာမှာလုံးဝရှုံးပွဲမရှိတဲ့အသင်းအနေနဲ့သူကဂုဏ်ယူလို့ရနေတာပေါ့လေကျွန်တော်တို့အသင်းကတော့တပွဲရှုံးသွားတာပေါ့ record တော့ပြတ်သွားတာပေါ့လေဒါမှလည်းထိတ်ဆုံးမှာပဲရှိနေပါသေးတယ်ကျန်တဲ့အသင်းပွဲတွေလည်းကျွန်တော်ကြည့်လိုက်ပါတယ် Chelsea လည်းရှုံးသွားတယ်ဗျအိမ်ကွင်းမှာရှုံးသွားတယ် bracket လည်းထိသွားတယ်တူတယ်နော်ကျွန်တော်တို့ goal score ကြည့်လိုက်တယ် Manchester City ကတော့ 5-1 နဲ့နိုင်တယ်ဘယ်သူတွေသွင်းတယ်လဲတော့မသိဘူးကျွန်တော်ထင်ပါတယ် Haaland တို့ဘာလို့သွင်းပါလိမ့်မယ်lead ကတော့2-2တည်ကြသွားတယ်အဲ့တော့ဘာပဲပြောဒီအပတ်ပွဲစဉ်ကတော့ကျွန်တော်တို့အဆင်မပြေဘူးအဲ့တော့အဓိကတော့ပွဲတစ်ပွဲမှာကျွန်တော်တို့ကအမားတွေပြစ်ချက်တွေလိုအပ်ချက်တွေကျွန်တော်တို့မြင်ရတယ်ကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲအားပေးတဲ့ပရိသတ်တောင်မြင်လို့ရှိရင်တကယ်ကစားနေတဲ့ကစားသမားနဲ့နီးပြတွေကတော့ပုံမြင်တာပေါ့လေအဲ့တော့အဲ့အားနည်းချက်တွေကွက်လက်တွေလိုအပ်ချက်တွေကိုကျွန်တော်တို့နောက်ပွဲတွေမှာကျွန်တော်တို့ပြန်ပြီးတော့ refill လုပ်အောင်အဲ့ space တွေကိုကျွန်တော် fill လုပ်အောင်ပေါ့လေဒါပေမဲ့လည်းဟိုထိတိယောက် fill လုပ်နိုင်တာရှားတယ်ဗျခုနကကျွန်တော်ပြောသလိုမိုဆာလာကိုလူစားမလဲရတဲ့ကိစ္စမျိုးတွေနော်အဲ့လိုမျိုးအဲ့လူစားမလဲဆိုတာသူ့တယောက်တည်းထည့်ထားလို့ဘာဖြစ်လို့လဲလို့မေးကြရှိတယ်ဒါပေမဲ့ဘာမှတော့မဖြစ်ဘူးဒါပေမဲ့ခုနကကျွန်တော်ပြောသလိုပေါ့ Rio ထည့်တယ်ဗျာ Gabbo ထည့်တယ်ဗျာအဲ့ဘက်ထောက်မှာကစားပေါက်ကြီးထက်နေရ2ယောက်ရှိတယ်ဗျာဘယ်လိုသွားလို့တယောက်ကိုခွဲပြီးတော့မိုဆာလာနေရာမှာထားလိုက်ရင်ကျွန်တော်တို့နည်းနည်းလေးဟိုဘယ်လိုခေါ်မလဲဘောလုံးလမ်းကြောင်းလေးတွေပို့ပြီးမြိုင်ဆိုင်မလားဟုတ်လားဒီလိုမြင်တာပေါ့လေအဲ့အမျိုးလေးတွေတော့လှုပ်တင်တာတော့ဒီပြတွေနဲ့လှုပ်ရဲဖို့တော့လိုတာပေါ့အဲ့အားလေးတွေမြင်ပါတယ်အဲ့တော့ဒီနေ့အရှုံးပွဲအတွက်ကျွန်တော်တို့ level ပြည့်သက်တယ်လေဘယ်လိုမြင်ပါလဲခင်ဗျာအဲ့တော့ဟိုရှုံးပွဲတော့အားလုံးကတော့ဘယ်သူမှတော့စိတ်အခြေအနေကကောင်းနေမှာတော့မဟုတ်ပါဘူးဒါပေမဲ့လည်းကျွန်တော်တို့ကဒီဘာလို့ရှုံးလဲဆိုတာတော့ကျွန်တော်သုံးသပ်ရပါလိမ့်မယ်အဲ့တော့ဒီလိုအချက်တွေကြောင့်ရှုံးတယ်လို့တော့ကျွန်တော်မြင်ပါတယ်အဲ့တော့ကျွန်တော်တို့ level ပြည့်သက်တယ်ရောဘယ်လိုမြင်ပါလဲခင်ဗျာခုနလည်းကျွန်တော် live လွှင့်ပြီးတော့ကျွန်တော်ဘောလုံးပွဲကြည့်ပါတယ်ဒါပေမဲ့ live လွှင့်နေဆိုတာဟိုစလွှင့်လိုက်တဲ့အချိန်မှာကျွန်တော် live ခလုတ်ကိုနှိမ့်လိုက်တဲ့အချိန်မှာပဲ TV ဖွင့်လိုက်တဲ့အချိန်မှာပဲဂိုးဆိုတာကြီးကကိုယ့်အသင်းကဟိုဘက်နဲ့တစ်ဖက်အသင်းကဂိုးသွားတဲ့အတွက် live စလွှင့်ကြတဲ့ဟိုက
စိတ်အခြေအနေကမကောင်းနေတော့ပါဘူးအဲ့ဒါလေးတော့ကျွန်တော်တောင်းပန်ပါတယ်အဲ့တော့နောက်ပြီးတော့ကျွန်တော် Liverpool fan အချင်းချင်းလဲကျွန်တော်ဒီ live ရဲ့ comment မှာတွားပြီးတော့ကျွန်တော်ဟိုဘယ်လိုကောမလဲတွားပြီးတော့ရန်လုတ်တူဖြစ်သွားတာလဲကျွန်တော်တောင်းပန်ပါတယ်အဲ့ဒါတော့ကျွန်တော်ဘယ်လိုကောမလဲအယူဆလွဲသွားတာပါအမှန်မှာကျွန်တော်တို့ Liverpool fan ဒီအချင်းချင်းပြောcover လုပ်ပြီးပြောပြီးတဲ့စကားကိုကျွန်တော်ပြောရထင်ပြီးတော့ကျွန်တော်သွားပြီးတော့အဲ့လိုဘယ်လိုကောမလဲစကားမှပြောမိရဲ့အတွက်ကြောင့်လည်းတောင်းပန်ပါတယ်เนาะဒါ you will never walk alone ကြီးပါပဲကျွန်တော်တို့ peace ပါအဲ့တော့အဲ့အတွက်လည်းတောင်းပန်ပါတယ်ကိုနိုင်ဘူးလည်းမသိဘူးเนาะကိုလည်းတောင်းပန်ပါတယ်အဲ့တော့ဘာပြောကျွန်တော်ဒီနေ့အရှုံးကတော့အဆင်မပြေပါဘူးဇာတ်ထိတ်ဆုံးမှာရှိနေတာလေးကတော့ဖြေသားတယ်ဆိုပေမဲ့ record တစ်ခု break ကျိုးပြတ်သွားတယ် Crystal Palace လို့အသင်းကအမြဲတမ်းကစားခက်တယ်ဆိုရဲစောင်းဘုတ်ကိုဘယ်လိုကောမလဲအစင်လာကိုထပ်ပြီးမချိုးဖျက်နိုင်ဘူးเนาะပြီးလို့ရှိရင်အဲ့လူစားလဲတဲ့လူတွေကိုမလဲရတဲ့ကိစ္စဒါတွေမြင်နေရတာတွေကသိအဆင်မပြေပါဘူးဗျာကဲအားလုံးကျေးဇူးများတင်ပါတယ် you will never walk alone